ကျွန်တော် brother တွေကျွန်တော်ပြောပြပေးနေတာတော့အခုဆိုရင် mobile လေးတက်မှာအခု event တွေကတောက်လျှောက်လာနေတယ်ဗျာ diamond တွေရဖို့ကျင်းနေတယ် brother တို့စူးစမ်းကြည့်ဖို့ပဲလုပ်တယ်ကျွန်တော်ဆိုရင်အခု diamond ဘယ်လောက်ရပြီလဲဆိုရင်တလုံးမှမရသေးပါဘူးဒါပေမဲ့မလျှော့တော့စွဲနဲ့ဆက်ပြီးတော့စူးစမ်းနေပါတယ်ကျွန်တော် brother တွေကျွန်တော်အားပေးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့ကျွန်တော်ပြောပြပေးနေတာက brother တယောက်ကကျွန်တော်ဆီမှာဂျပန်အကောင့်ရမှာကျွန်တော်လည်းဒီအပိုင်းမှာအားတာနဲ့ကျွန်တော်မပေးဖြစ်သေးဘူးဒါပေမဲ့သူကျင်းနေပါဘူးရမယ်ကျွန်တော် brother တွေလည်းဒီလိုမျိုးပေါင်းနေပြီးဒီလိုမျိုး event တွေကို join စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီက brother တို့ gain ဆော့တဲ့လူတွေအတွက်အောင်မြင်ဖို့လမ်းစာတယ်သူဒီလိုမျိုးပတ်စံရဖို့တော့ခက်တယ်ဒါပေမဲ့ဒီလို event တွေ join ပြီးတော့ဒီလို diamond တွေရမယ်ဆိုရင် brother တို့အတွက်အဆင်ပြေမယ်ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပဲပြောမယ်เนาะ